ကျမ်းစာထဲမှာမိသားစုတစုအကြောင်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမိသားစုတစ်ခုလုံးတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့မိသားစုဖြစ်အဲ့ဒီမိသားစုကတော့ယောဟန်ရဲ့မိသားစုယောဟန်ရဲ့မိခင်စီကိုခေါင်းကင်တမန်လာတယ်တန်ရှင်းသောဝိညာဉ်တော်နဲ့သူဟာပြည့်ဝလိမ့်မယ်ဆိုတဲ့အကြောင်းကိုစကားပြောတယ်ယောဟန်ရဲ့ဖခင်စီကိုကောင်းကင်တမန်ရောက်လာတယ်ဒီသူဟာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ယေရှုလာမယ့်လမ်းကိုပြင်ဆင်တဲ့သူဖြစ်လိမ့်မယ်ဆိုတဲ့အကြောင်းပြောတယ်တေးကြတဲ့သားတော့ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဖြစ်မယ်ကြီးမြတ်တဲ့အမှုကိုပြုဖို့ရန်အတွက်ဖခင်ခေါ်ထားတယ်ဒါပေမဲ့အဲ့ဒီအိမ်ကိုတည်ဆောက်ဖို့ရန်အတွက်မိဘနှစ်ပါးစလုံးဟာဗိတ်သိက်လို့နေအဲ့ဒီနှုတ်မှုစလုံးဟာလေဝိညာဉ်တော်ကိုစာငတ်တော်သူတွေဖြစ်တယ်။ခန်းကြီး1အငယ်35မှာအဲ့ဒီမှာဒါမာရိကိုပြောတာဖြစ်တယ်။မာရိမင်းပေါ်မှာတန်ရှင်းသောဝိညာဉ်တော်လွှမ်းမိုးပြီးတော့ဘုံအာနုဘော်တော်ကြောင့်သင်ဟာသားကိုရလိမ့်မယ်။ဒါပေမဲ့မာရိကိုဆက်ပြီးတော့ဘုသူ့ကြောင့်ပြောလေဆိုရင်သင်ရဲ့အဆွေမျိုးအေလိရှဘက်လည်းသားကိုရပြီ။ဒီစာကြောင်းတဲ့ကြောင့်အတိတ်ဘယ်ကဘာလဲဆိုအေလိရှဘက်ကလည်းဘလို့မှခလေးမရနိုင်ဘူး तू ကတကယ်တော့ तू ကမြုံနေတဲ့အမျိုးသမီးအသက်လေးကြီးနေပြီခလေးရနိုင်တဲ့အရွယ်လွန်နေပြီဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်အပြင် तू လည်းခလေးကိုရမိခင်အေလိရှဘက်ကလည်းဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဖြစ်တယ်ကဲဖခင်ဇာခရိလူကခန်းကြီး1အငယ်60သူ၏အဘဇာခရိသည်တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝလေအဲ့တော့ခင်မွန်းတွေကလည်းတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဖြစ်တယ်ဝိညာဉ်တော်ဒီသင်ကိုလည်းဖြည့်ပေးမယ်သင်ခင်မွန်းတွေကိုလည်းဖြည့်ပေးမယ်ဘာအတွက်လဲသင်တို့ရဲ့သားသမီးတွေဟာတန်ရှင်းသောဝိညာဉ်တော်အပြင်ကြီးသောမှုတွေကိုပြုတဲ့သူတွေဖြစ်မှာမို့လို့ယေရှုခရစ်တော်ကြွတဲ့လမ်းကိုပြင်ဆင်မဲ့သူဖြစ်တဲ့အတွက်မိဘတွေဟာတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဖို့ရန်အတွက်လိုအပ်တယ်လူကာခန်းကြီး1ငယ်41မှာယောဟန်တန်ရှင်းသောဝိညာဉ်တော်နဲ့ဘာလို့ပြည့်ဝသူမိခင်ကိုယ်တိုင်ကတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဖြစ်တယ်အဲဒါဒီလိုမလုပ်ပါနဲ့သားတို့သမီးတို့ဝိညာဉ်တော်ရဲ့ conference တော့တက်ကြနော်ဝိညာဉ်တော်နဲ့ပြည့်ဝကြနော်အမေတို့ကအဲ့ဒါပဲလိုချင်တယ်သူကြတော့တခါမှတန်ရှင်းသောဝိညာဉ်တော်နဲ့မပြည့်ဝတခါမှမစားငတ်နင်ပြည့်ဝတာပဲငါလိုချင်တယ်မရအောင်ဖခင်ကဒီနေ့ကျမတို့အားဖြင့် next generation overflow ဖြစ်စေမှာသင်ထဲကနေပြီးတော့စီးထွက်မှာသင်ထဲကနေပြီးတော့သင်သားသမီးတွေဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူတွေဖြစ်လာမှာ prophet ပြုတဲ့သူတွေဖြစ်လာမှာငါတို့ကတော့အသက်ကြီးပြီစက္ကဆရာမလို့ hello အေလိရှဘက်နဲ့ဇာခရိတော်တော်အသက်ကြီးပြီဖြစ်တယ်ဒါပေမဲ့ဖခင်သူတို့ကိုဝိညာဉ်တော်နဲ့ပြေဝစေဒီထဲမှာအဲ့ဒါငယ်တဲ့သူတွေကြီးပဲအသက်ကနံပါတ်ပဲဖြစ်တယ်တဲ့ဝိညာဉ်ကအမြဲတမ်းနှုတ်ပြုံတယ်ဘာလို့လဲဆိုထာဝရအသက်ရှင်မှာမို့လို့ဖြစ်တယ်အသက်ကနံပါတ်ပဲဖြစ်တယ်တဲ့ဝိညာဉ်ထာဝရအသက်ရှင်မှာဘယ်လိုလို့ရည်လို့ရမလဲကန့်တက်လို့မရဘူးဖြစ်တယ် eternity ကပဲထာဝရနေပယ်မှာရှိတာအာမင်ထာဝရနေပယ်မှာခဏန်းဆိုမရှိအဲကျမတို့ဘယ်လိုဖြစ်လို့ကိုကန့်တက်ထားရလဲငါတို့အသက်ကြီးပြီအသက်ကြီးလေဝိညာဉ်တော်နဲ့ပြေဝလို့ရသေးတယ်အသက်ကြီးပေမဲ့သင်ဟာတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတဲ့သူဖြစ်လိမ့်မယ်။သင်ထဲကနေ overflow ဖြစ်လိမ့်မယ်။သင်ရဲ့မျိုးနွယ်တွေဟာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့လူတွေဖခင်ကြီးကြီးမားမားသုံးတဲ့သူတွေဖြစ်လာလိမ့်မယ်။